ချိတ်ဆွဲတိတ်မေဖို့ကြိုးစားအနာမရဲ့ပဲစိတ်ထဲညှို့တဲ့ကြီးစွာနဲ့နီးစပ်ခဲ့နောက်ဆုံးနိုင်တန်တစ်ချက်ချက်ဟာရည်စားလဲပျောက်ဆုံးသူ့အိမ်မဲ့လေးများလဲငါမသိဘာမှမရှိအဲ့ဒါလောက်ထိအောင်ညံပြင်းပြီးငါ there is so ပြချစ်ခွဲဆိုပြောတဲ့စကားဘဝလဲစုပ်ပြတ်တဲ့နေဘဝလဲစုပ်ပြတ်တဲ့ဘာသူလဲပဲမနေတဲ့ငါမသိငါထင်နေတာကနာသမီးကောင်းမချဲရီကိုထိုင်ငါကြည့်လွယ်ရီပဲတလွယ်ရီပဲရှိချိုးပြပြပြောင်းလဲတာမြန်ဆန်လို့ငါရဲ့နှလုံးသားကိုရောင်းနေဆုံးပြတ်တောက်သွားခဲ့ပြီတယ်လီဖုန်းငါမချင်းချင်းရှုံးတဲ့ကွယ်တမရဲ့ချမ်းမြေမှာဟောက်ကိုပြုံးချသွားခဲ့ပြီစိတ်ဓာတ်များယေဆိုနေတဲ့လမ်းမြေမှာမင်းကိုလိုက်လို့ရှာမင်းကိုလိုက်လို့ရှာကြောက်ရနေကြသွားလေချင်နေမှာဒါဟာဘာကြောင့်လဲပြောဘာကြောင့်လဲနောက်ဆုံးတော့မင်းကိုရဲ့ပြေဟာအချင်းရှိမင်းငါချစ်စေတမန်နှလုံးသားကိုနာကျင်အောင်လုပ်ဟဲ့လို့ကျင်းရလို့ခဲ့တယ်လားဟုတ်တယ်ဟုတ်ရေကန်ကိုပြန်လဲကချိန်ချိန်ရောက်တိုင်းကြည်လင်တဲ့တိမ်တွေတောင်ဟိုအယောင်တွေပုံမိုင်းလက်ရင်ဝိုင်းပြီးအိတ်ကချဲအလွမ်းတွေစုတပြင်းပြင်းနဲ့များများလွမ်းတွေစမ်းတော့ဘူးလေဒီချမ်းတွေတိုက်တော့ဟိုဟာလုံးပြန်ချဲရန်ကုန်မြို့တဲ့လမ်းတွေတဲ့အလွမ်းတွေပြန်ချဲဝုံဝုံတိုင်းတိုင်းနဲ့ရွာနေတဲ့မိုးတွေထီတချောင်းကိုဆောင်းလဲဆိုကရွှဲနေပါလို့ရမလဲဒီမနဲ့မရှိဘူးတလန်းတလန်းရှောက်ခဲ့တဲ့ချိန်လုံးရှိအရှိတော့ဘလို့ခဲ့ပြီးပြန်ခဲ့ပေါ်မချနိုင်တော့မသိနိုင်တော့နေနေရှိတော့မဲ့ခဲ့တဲ့အိမ်မဲ့တွေကုန်ပျက်စီးအာချမ်းရဲ့ချီခွဲသမားရဲ့ချမ်းမြေမှာဟောက်ကိုပြုံးချသွားခဲ့တဲ့စိတ်ဓာတ်များဒါမှရေဆိုနေတဲ့လမ်းမြေမှာမင်းကိုလိုက်လို့ရှာမင်းကိုလိုက်လို့ရှာရရနေကြသွားလေချင်နေမှာဒါဟာဘာကြောင့်လဲပြောဘာကြောင့်လဲဒီတော့ဆုံးတော့မေကိုရဲ့ပြေဟာအချင်းရှိမင်းကိုငါချစ်စေစိတ်ဓာတ်များအဘယေဆိုနေတဲ့လမ်းမှာမင်းကိုလိုက်လို့ရှိတယ်ကွယ်တမရဲ့ချမ်းမှာဟောက်ကိုပြုံးချသွားရဲ့စိတ်ဓာတ်များအဘယေဆိုနေတဲ့လမ်းမှာမင်းကိုလိုက်လို့ရှာမင်းကိုလိုက်လို့ရှာရရနေကြသွားလေချင်နေမှာဒါဟာဘာကြောင့်လဲပြောဘာကြောင့်လဲဆုံးတော့မေကိုရဲ့ပြေဟာအချွေးမရှိ